လူသားတွေရဲ့သမိုင်းတစ်လျှောက်လုံးမှာတတ်မသေးပဲနဲ့ထာဝရရှင်သန်နေတဲ့သူကောင်းကင်ဘုံကနေလူသားတွေရဲ့လောကဆင်းသက်လာတဲ့လူတွေအကြောင်းတဏှာကြီးအများကြီးရှိခဲ့ပါတယ်။အဲ့ဒီထဲကမှအခိုင်အမာနေရာယူထားတဲ့ထူးဆန်းတဲ့ပုံကိုယ်တူရှိခဲ့ပါတယ်။သူ့ကိုတမန်ကျမ်းစာထဲမှာဖခင်လည်းမရှိဘူးမိခင်လည်းမရှိဘူး။နောက်ထပ်ပို့ပြီးတော့မှထူးဆန်းတာကမျိုးရိုးအစဉ်ဆက်မရှိသလိုမွေးဖွားခြင်းဆိုတာလည်းသူ့အတွက်မရှိခဲ့တယ်လို့တည်ဆုံးခြင်းဆိုတာလည်းသူ့မှာမရှိခဲ့ပြန်ပါဘူး။အဲ့လိုမတန်းတင်ခံထားရတဲ့သူတယောက်ရှိပြန်ပါတယ်။ယုံကြည်ခြင်းရဲ့ဖခင်ဖြစ်တဲ့အာဗြဟံကိုယ်တိုင်တော်မှာသူ့ရဲ့အရှင်မှာဒူးထောက်ပြီးတော့ဆယ်ဘုတ်ဘုပူဇော်ခဲ့ရတဲ့မတန်းနေလည်းရှိနေပြန်ပါတယ်။ပြီးတော့သူကဘာတူလဲဂျေရုဆလင်မြို့ရဲ့ရှေးကြဆုံးပြီးမေလခိဇေဒက်လို့ခေါ်ပါတယ်။သူကအမန်ဘုရင်တစ်ပါးလူသားတစ်ယောက်ပဲလားဒါမှမဟုတ်ဘုရားသခင်ကိုယ်တိုင်ကလူစားတီခံယူခဲ့တာအဲ့ဒါအပြင်ကမှတခြားအတိုင်းအတာတစ်ခုတနည်းအားဖြင့် dimensional တစ်ခုကနေပြီးတော့မှကမ္ဘာမြေကိုရောက်လာခဲ့တဲ့စัจ java တစ်ခုလုံးကိုလက်လက်သွားလာနေတဲ့ဧည့်သည်တွေပဲလားဒီဇလန်ရဲ့အစကလွန်ခဲ့တဲ့နှစ်ပေါင်း4000ကျော်ကအရှေ့လေပိုင်းဒေသတစ်ခုမှာစတင်ခဲ့ပါတယ်ကမ္ဘာဦးကျန်းခန်းကြီး14ရခေတော်လမဲဘုရင်ဦးဆောင်တဲ့အင်အားကြီးမဟာမိတ်ဘုရင်၄ပါးပါတဲ့အဖွဲ့ကတောတုံဂေါမောရမှာရှိတဲ့ဘုရင်၅ပါးကိုစစ်နိုင်ခဲ့ပြီးတော့အာဗြဟံရဲ့တူလောတာကိုဖမ်းဆီးသွားခဲ့တဲ့အကြောင်းအရာကိုကျွန်တော်တို့အားလုံးသိပြီးကြပြီးဖြစ်ပါတယ်အာဗြဟံကသူ့အိမ်ကလူတနည်းအားဖြင့်ကျွန်318ယောက်ထဲတဲ့ဘုရင်၄ပါးကိုတိုက်နိုင်ခဲ့ပြီးတော့လောတာနဲ့ပတ်သက်တဲ့ပစ္စည်းတွေအားလုံးကိုပြန်ပြီးသိမ်းယူနိုင်ခဲ့ပါတယ်စစ်နိုင်ပြီးတော့အပြန်လမ်းမှာတာဝေးလို့ခေါ်တဲ့ဂျိုင်ဝမ်တစ်ခုမှာထူးဆန်းတဲ့ဧည့်သည်တော်တူကယူတီယာရောက်လာပါတယ်သူကတော့ရှာလင်မြို့တနည်းအားဖြင့်နောက်ပိုင်းဂျေရုဆလင်ဘုရင်မေလခိဇေဒက်လို့ဖော်ပြထားပါတယ်ဒီနေရာမှာထူးဆန်းတဲ့အချက်ကစလာပါတယ်ပထမအချက်ကတော့မေလခိဇေဒက်ကဘုရင်တစ်ပါးဖြစ်တဲ့အမြင့်ဆုံးဘုရားသခင်ရဲ့ယေဘရဟိတ်တစ်ပါးဖြစ်တယ်လို့လည်းဖော်ပြထားတာမျိုးတွေရှိနေပါတယ်ဓမ္မဟောင်းခင်မှာဆိုရင်ဘုရင်နဲ့ယေဘရဟိတ်ယာတို့နှစ်ခုလုံးကိုလူတဦးတည်းကပဲစက္ကန့်ခွဲမရှိနေပြန်ပါဘူးဒါပေမဲ့မေလခိဇေဒက်ကလွဲလို့ဒီနေရာမှာချွင်းချက်တစ်ခုဖြစ်နေတယ်လို့ပြောလို့ရပါတယ်ဒုတိယထူးဆန်းတဲ့အချက်တစ်ခုကအာဗြဟံကိုမုန်းနဲ့စပြည့်ရယူဆောင်လာပြီးခဲ့ပါတယ်ဒီအချက်ကလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်သခင်ယေရှုခရစ်တော်ပြုလုပ်ခဲ့တဲ့နောက်ဆုံးညစာစားပွဲကိုပထမဆုံးကြိုတင်ပုံဆောင်ခဲ့တဲ့အလွန်နည်းနည်းတဲ့သင်္ကေတကတစ်ခုလည်းဖြစ်နေပြန်ပါတယ်အာဗြဟံလိုဘုရားသခင်နဲ့တိုက်ရိုက်စကားပြောခွင့်ရခဲ့တဲ့ယုံကြည်ခြင်းရဲ့ဖခင်တယောက်ကအမည်မသိဘုရင်ကိုယိုသေးစွာနဲ့ဆက်ဆံတာစစ်နိုင်တဲ့အရာတွေထဲကမှဆယ်ဘုတ်တစ်ခုကိုပြီးခဲ့တဲ့အကြောင်းအရာတွေကမေလခိဇေဒက်နဲ့အာဗြဟံတို့ရဲ့ဆက်ဆံရေးကထူးထူးဆန်းဆန်းဖြစ်နေတဲ့အကြောင်းအရာတစ်ခုရှိနေပြန်ပါတယ်နှစ်ပေါင်း1000ခန့်ကြာပြီးတဲ့နောက်မှာဒါဝိဒ်က119မြောက်သောစာလံအငယ်၄မှာဆိုရင်မေရှိယခရစ်တော်နဲ့ပတ်သက်ပြီးတော့မှသင်သည်မေလခိဇေဒက်ဤထုံးနည်းအရာထာဝရယေဘရဟိတ်ဖြစ်သည်လို့လည်းပြန်ပြီးရေးသားဖော်ပြထားခဲ့တဲ့အကြောင်းအရာတွေရှိနေပြန်ပါတယ်အန်ဩစရာကောင်းတာကသမသစ်ကျမ်းဟေဘရဲဩဝါဒစာခန်းကြီး9ထဲမှာပဲဖော်ပြထားတဲ့အကြောင်းအရာတစ်ခုရှိပါတယ်ဒီကျမ်းထဲမှာဆိုရင်မေလခိဇေဒက်ကအဘမရှိအမိမရှိအဆွေမျိုးစင်ဆက်လည်းမရှိနေ့ရက်အစမရှိအသက်အဆုံးလည်းမရှိလို့ထပ်ပြီးတော့မှအတိအကျသတ်မှတ်ထားတဲ့အကြောင်းအရာတွေလည်းရှိနေပြန်ပါတယ်ဒီအချက်ကြောင့်ဘာသာရေးပညာရှင်တွေရဲ့အကြားထဲမှာအကြီးအကျယ်ကြရိုက်သွားခဲ့တဲ့အရာတစ်ခုရှိနေပါတယ်ရိုးရာဂျူးပညာရှင်တွေထဲမှာဆိုရင်တော့ဒီအချက်ကိုညှင်းဆိုထားပါတယ်သူတို့ကမေလခိဇေဒက်ဆိုတာရည်လွမ်းမှုချင်းပြီးကနေလွတ်မြောက်လာခဲ့တဲ့နောအေးရဲ့သားရှေမဖြစ်တယ်လို့ယူဆတဲ့ theory တွေအများကြီးရှိနေပြန်ပါတယ်တမန်ကျမ်းစာတွေကဆွေစဉ်မျိုးဆက်တသန်းတွေကိုတွက်ချက်မှုအရာမှာဆိုရင်ရှေမဟာအသက်600ကျော်နေထိုင်ခဲ့တာကြောင့်အာဗြဟံရဲ့အသက်50ဝန်းကျင်လောက်အထိရှေမကအသက်ရှင်နေတယ်လို့ဆိုလိုနေတာပါဒါကြောင့်ရှေးဟောင်းကဘာကနေပါလာတဲ့ဖျားတရားတွေကိုသိတဲ့ရှေမကသူကိုယ်တိုင်နဲ့ကပဲအာဗြဟံကိုလာရောက်ပြီးတော့မှပြောပြပေးခဲ့တယ်ဆိုပြီးတော့မှယုံကြည်ခြင်းလူတစုကလည်းရှိနေပြန်ပါတယ်ဒါပေမဲ့ခရစ်ယာန်ပညာရှင်တွေကတော့ဒါကိုလက်မခံကြပါဘူး ABS ကျမ်းစာထဲမှာဆိုရင်အဆွေစဉ်မျိုးဆက်မရှိဘူးလို့ဖော်ပြထားလို့ပါဒါကြောင့်သူတို့ကမေလခိဇေဒက်ကလူစားတီကိုမခံရခင်ကဘာကြီးကိုဆင်သက်လာခဲ့တဲ့သခင်ယေရှုခရစ်တော်ကိုယ်တိုင်ဖြစ်တယ်ဆိုပြီးတော့မှယုံကြည်တဲ့လူကလည်းရှိနေပြန်ပါသေးတယ်1948ခုနှစ်မှာအစ္စရေးနိုင်ငံကိုရန်ဒေသမှာဆိုရင်လှိုင်ကူထဲကနေတမိုင်းကိုပြောင်းလဲစေခဲ့တဲ့ပင်လယ်ကျမ်းလိပ်တွေကိုရှာဖွေတွေ့ရှိခဲ့တဲ့အရာတွေထဲမှာလည်းဒီအကြောင်းကပါလာပြန်ပါတယ်ဒီကျမ်းလိပ်ထဲမှာဖတ်လိုက်ရတဲ့အကြောင်းအရာတွေထဲမှာဆိုရင်သိပ္ပံပညာရှင်တွေနဲ့ဘာသာရေးခေါင်းဆောင်တွေကိုအံ့ဩမင်သက်သွားစေတဲ့အကြောင်းအရာတစ်ခုရှိနေပါတယ်မေလခိဇေဒက်ကတာမန်ဘုရင်တစ်ပါးတွေနဲ့လုံးဝမရေးသားထားပဲနဲ့ကောင်းကင်ဘုံကနေဆင်းသက်လာမယ်မြင့်မြတ်တဲ့စัจ java စစ်တီတော့ဒါမှမဟုတ်အေလိုဟင်တနည်းအားဖြင့်ဖျားတစ်ပါးဖြစ်တယ်လို့ဖော်ပြထားတာပါနောက်ဆုံးတော့ကာလမှာဆိုရင်မေလခိဇေဒက်ဆိုတဲ့လူကရောက်လာမယ်ကောင်းကင်တမန်တက်ကြီးကိုဥဆောင်ပြီးတော့ကဘာမြေကိုဆင်းလာမယ်ဆိုပြီးတော့မှဖော်ပြထားတာပါပြီးရင်အမောင်တို့ရဲ့အရှင်သခင်ဘာလကိုခြေမုံတရားစီရင်မယ်ဆိုပြီးတော့မှအတိအကျရေးသားထားတာပါဒီအချက်ကမေလခိဇေဒက်ကတာမန်လူမဟုတ်ဘူးကောင်းကင်တမန်မိုက်ကယ်အာအင်ဂျယ်စီလိုမျိုးအဆင့်အမြင့်နဲ့နံအပိုင်းခြားမှာရှိတဲ့သက်ရှိတစ်ပါးဖြစ်တယ်လို့ခိုင်မာစီသွားတဲ့အကြောင်းအရာလေးတွေကတစ်ခုဖြစ်ပါတယ်အီဂျစ်နိုင်ငံကနေထပ်ပြီးတော့မှတူးဖော်ရရှိခဲ့တဲ့ Gnostic ကျမ်းစာတွေထဲမှာဆိုရင်လည်းစัจ java ကိုထိန်းချုပ်ဖို့ကြိုးစားနေတဲ့အာကုံလို့ခေါ်တဲ့မကောင်းဆိုးဝါးတွေ
တွေကိုလိုက်လံချေမှုန်းတဲ့နေရာမှာထာဝရစစ်တီတော်ကြီးအဖြစ်ပုံဖော်ထားတာတွေလည်းရှိပါတယ်။ Okay ဒီနေရာနဲ့စပြီးတော့မှဘာသာရေးရှုထောင့်ကနေထွက်ပြီးတော့မှ science fishes အပိုင်းနဲ့ကြည့်ရအောင်ဖခင်မရှိမိခင်မရှိမွေးဖွားခြင်းလည်းမရှိတည်ဆုံးခြင်းလည်းမရှိဘူးဆိုတဲ့အစာကြောင်းကို Asian Alien Theory သမားတွေကတော့ဘာသာရေးစကားဝတ်အနေနဲ့ဒါကိုမြင်ကြမှာလို့မထင်ပါဘူး။ဒါရဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုကြည့်ရမယ်ဆိုရင်သူတို့အမြင်မှာဆိုရင်မေလခိဇေဒက်ကတော့လူသား DNA လုံးဝမပါဝင်တဲ့ဂျိုးသားတစ်ယောက်ဒါမှမဟုတ်တခြား dimensional being တစ်ယောက်ဖြစ်တယ်လို့ယူဆနေကြမှာပါ။လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကလူသားတွေကဘာသာစကားဤပညာမဖွင့်ပြသေးတဲ့အတွက်ကြောင့်ဒီလိုအဆင့်မြင့်လူသားတွေကိုဘယင်ဒါမှမဟုတ်ဖျားလိုပဲသတ်မှတ်ကြတဲ့အကြောင်းအရာတွေလည်းကျွန်တော်တို့သိပြီးကြပြီဖြစ်ပါတယ်။ OBM ဟောဖို့ကောင်းတာက20ရာစုအစောပိုင်းမှာထွက်ပေါ်လာခဲ့တဲ့ Iransha ဆိုတဲ့လျှို့ဝှက်စမ်းကြဲတဲ့စာအုပ်ကြီးထဲကအကြောင်းတစ်ခုပါ။ဒီစာအုပ်ထဲမှာဆိုရင်မေလခိဇေဒက်ကို Makivina မေလခိဇေဒက်လို့အမည်တက်ထားတဲ့အကြောင်းအရာတစ်ခုပါလာခဲ့တာပါ။ Iransha ကျမ်းစာအရလွန်ခဲ့တဲ့နှစ်ပေါင်း4000ခန့်မှာကမ္ဘာမြေပေါ်မှာဆိုရင်လူသားတွေကဖျားသခင်ကိုမေ့လျော့ပြီးတော့လူတွေကတိရစ္ဆာန်လို့အရိုင်းဆိုင်နေဖြစ်လာကြပါတယ်။အဲ့ဒီအတွက်စัจ java အဖွဲ့အစည်းကနေပြီးတော့မှကမ္ဘာကြီးပေါ်ကိုအရေးပေါ် mission တစ်ခုဖြစ်ဆေးလွတ်လိုက်တယ်ဆိုတဲ့အကြောင်းအရာတစ်ခုပါလာခဲ့ပါတယ်။အဲ့ဒီ mission ကိုဦးဆောင်တဲ့လူကတော့အစင်မြင့်တောင်းကင်သားမာကီဖီနာပါပဲကမ္ဘာကြီးပြည်ကြီးပေါ်မှာ64နှစ်အကြာနေထိုင်ခဲ့ပြီးတော့မှအာဗြဟံကိုဖျားသခင်ကအဆူတဲရှိတဲ့အကြောင်းသင်ကြားပေးခဲ့ပါတယ်ပြီးတော့သူကတည်ဆုံးသွားခဲ့တာမျိုးမဟုတ်ဘဲနဲ့အလင်းနဲ့တစ်ခုအဖြစ်စကြဝဠာတွေကိုပြန်လဲပြီးတော့မှထွက်ခွာသွားခဲ့တယ်လို့ဒီစာအုပ်ထဲမှာရေးသားထားခဲ့ပါတယ်ယနေ့ခေတ် New Age ကိုယုံကြည်သူတွေနဲ့ပြုတ်ဝက်အဖွဲ့အစည်းတွေကိုယုံကြည်တဲ့သူတွေကလည်းမေလခိဇေဒက်ကိုတည်ဆုံးသွားတဲ့လူအဖြစ်သတ်မှတ်ထားတာမျိုးမရှိနေပြပါဘူးယေရှုမြတ်စွာဘုရားတော်မျိုးအငြင်းအလင်းပွင့်သွားခဲ့တဲ့ Asian Master တွေအနေနဲ့စကြဝဠာတစ်ခုကိုချိန်တစ်ခုထိစောင့်ရှောက်နေစေ The Order of Melchizedek လို့ခေါ်တဲ့အဖွဲ့အစည်းကနေရှိနေတဲ့ယုံကြည်နေစေဖြစ်တဲ့လူတွေလည်းဒုတိယရှိနေပြပါတယ်။ပိုင်းကညီရောချော့မယ်ပိုင်းတွေကရောက်လာပါ Melchizedek ဆိုတာကတောက်မှတ်ခြင်းရဲ့ဘီရင်ညီသက်ခြင်းရဲ့ဘီရင်လို့အဓိပ္ပာယ်ရပါတယ်။ဒါပေမဲ့အမှားကျမ်းစာအမြင်နဲ့ကြည့်မယ်ဆိုရင်သူကသခင်ယေရှုခရစ်တော်ထာဝရယေဘရဟိတ်ဖြစ်ခြင်းကိုပုံဆောင်တဲ့အကြီးမြတ်ဆုံးသမိုင်းဝင်ပုဂ္ဂိုလ်တူပါ။ရှီဟောင်းကျမ်းလိပ်ဒီမှာဆိုရင်တော့သူကနောက်ဆုံးသောကာလမှာဗာမြေကြီးကိုကယ်တင်မဲ့စကြဝဠာစစ်တီတော်ကြီးတယောက်သိပ္ပံပြင်ပတဲ့ theory ရကြည့်မယ်ဆိုရင်တော့သူကကဘာကြီးကိုအသိပညာပေးဖို့ရောက်လာတဲ့ဂျိုးသားဒါမှမဟုတ်အစင်းမြင့်ကောင်းကင်သားတစ်ပါးဖြစ်တယ်လို့ဖော်ပြနေတဲ့အကြောင်းအရာတွေဇင်းမြင့်အမှန်ကဘယ်အရာပဲဖြစ်နေပါလိမ့်စေမေလခိဇေဒက်ဆိုတဲ့နာမည်ကလွန်ခဲ့တဲ့နှစ်ပေါင်း4000ကနေယနေ့ထက်ထိလူသားတွေရဲ့စိတ်ဝင်စားမှုလျှို့ဝှက်စမ်းကြဲမှုအပြည့်နဲ့နာမည်တစ်ခုပါဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးတဲ့လူတစ်ယောက်စီရောမေလခိဇေဒက်ဆိုတဲ့လူကတကယ်ပဲဘသူဖြစ်မယ်လို့ထင်တယ်။တာမန်လူသားတစ်ယောက်ပဲလားဘယင်တစ်ပါးပဲလားဘုရားသခင်ရဲ့သားတော်လားဒါမှမဟုတ်တခြားကမ္ဘာကနေရောက်လာတဲ့သူတစ်ယောက်လားဆိုတော့ဘော်ရာတို့ရဲ့အတွေးအမြင်တွေကိုအောက်က comment section ထဲမှာလွတ်လပ်စွာဝင်ရောက်ဆွေးနွေးပြီးလို့ရပါတယ်လို့တမိုင်းဘာသာရေးနဲ့သိပ္ပံပညာကဒီ dive အကြောင်းတွေကိုသဘောကျရဆိုရင်ကျွန်တော်ရဲ့ channel လေးကို like နဲ့ subscribe လုပ်ခဲ့ပြီးလို့လည်းတောင်းဆိုချင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေမှာပြန်လည်ပြီးတော့မှတွေ့ဆုံကြပါမယ်အားလုံးပဲညီသက်ချင်းရှိနေကြပါစေ